What is the electromagnetic induction? Electromagnetic inductionဆိုတာပါလေနံပါတ်2ကျတော့ state the method by which an induced electromotive force can be produced in a coil. State method နည်းတွေဖော်ပြပါ by which an induced electromotive forceကိုတဲ့နော် can be produced ထုတ်လုပ်နိုင်တော့ in a coil တစ်ခုထဲမှာ induced electromotive force ကိုထုတ်လုပ်နိုင်တော့ methods နည်းလမ်းများကို state ဆိုတော့တို့ပေါ်ပြပါပေါ့နော်အဲ့တော့ coil တစ်ခုထဲမှာတို့ကားinduced electromotive force ကိုထုတ် induced electromotive force ကိုထုတ်ရင်ဘာဖြစ်လဲကားတန်းနေစီးရင်နီးတာဘယ်နည်းရှိလဲဆိုရင်စတော့မေးချာပေါ့နော်အဲ့တော့ကျွန်တော်နံပါတ်အားလေးအရင်ဖြေရမယ်ကွာ electromagnetic induction a current flow through a loop of wire အဲ့တော့ကားတန်းတစ်ခုကဒီ loop of wire တစ်ခုကိုဖြတ်စီးလို့ရှိရင် whenever there is a change in a magnetic line of force through the loop အဲ့ဒီ loop လေးကိုဖြတ်သွားတယ်ဘာဖြစ်မလဲ magnetic line of force တွေထဲမှာပြောင်းလဲမှုတွေဖြစ်သွားမယ်အဲ့ဒါဆို this phenomenon is called electromagnetic induction အဲ့ဒါဆိုတော့ကားတန်းတစ်ခုက wire loop တစ်ခုကိုဖြတ်စီးသွားတဲ့အခါမှာအဲ့ဒီ wire loop ကိုဖြတ်စီးနေတယ်ခုနပြောတယ် magnetic line of force တွေမှာဘာဖြစ်သွားမလဲပြောင်းလဲမှုတစ်ခုဖြစ်မယ်အဲ့လိုပြောင်းလဲသွားရင် this phenomenon is called electromagnetic induction အဲ့တော့နောက်တစ်ခုကဘာလဲဆိုရင် method နောက်တစ်ခါကျတော့ an induced electromotive force can be produced in a coil တစ်ခုထဲမှာတို့ induced electromotive force ကားတန်းကိုထုတ်လုပ်နိုင်တဲ့နည်းလမ်းပေါ့နော်အဲ့ဒါဘာလဲဆိုရင်နည်းလမ်း၃ခုရှိပါမယ်အဲ့ဒါတော့ switch the current in the first loop on and off ဆရာတို့ပထမဆုံးတောက်ပြခဲ့တဲ့ပုံလေးမှာဟုတ်တယ်နော်နောက်တစ်ခုကကျတော့ဒီဘာလို့လို့ဆိုရင်ဒီ first loop ပေါ့နော် primary loop ကိုဆရာတို့က on off လုပ်တဲ့နည်းနဲ့ဆရာတို့ဘာလို့တော့ကာရန်စီးဆင်းမှုကိုဖွင့်လိုက်ပေးလိုက်လုပ်တဲ့နည်းနဲ့ဆရာတို့ဟောလုပ်တာပေါ့နော် battery လေးနဲ့ coil လေးရဲ့ primary coil နဲ့တက်မယ်ပြီးလို့ရှိရင်ခလုတ်လေးတက်မယ်အဲသုံးခုတက်မယ်ဟိုဘက်ကိုကျတော့ secondary coil နဲ့ကဘာနိုမီတာတက်မယ်အဲ့မှာ R လေးပါတယ် R လေးကကျတော့ရေးဒီကားတန်းထုတ်တဲ့ထဲမှာ R အရေးမကြီးဘူး R ဘာလို့အရေးကြီးတောင်ဆိုရင်အဲ့ဒီ coil လေးကို battery ကဘိုးတွေများပြီးတော့ ampere များစီးသွားလို့ရှိရင်မလောင်တော့အောင်လို့ protective type over limiting resistor အနေနဲ့ဆရာတို့အသုံးပြုထားဖြစ်တယ်အဲ့လိုသုံးပြီးတော့ထုတ်ထားတယ်နောက်တစ်ခုကကျတော့ current carry loop အဲ့လိုမျိုးပဲ primary loop မှာဆို current လေးစီးဆင်းနေတဲ့ဟာကိုဟိုဘက်က secondary loop ဘေးကိုမလုပ်တော့တွားပြီးကတ်ကြည့်လိုက်ခွာကြည့်လိုက်ကတ်လိုက်လို့ရှိရင် current လေးစီးနေခွာလိုက်လို့ရှိရင် current လေးမစီးတော့ဘူးအဲ့ဒီနည်းနဲ့တို့ဘာလုပ်မလဲ current ပေါ့နော် primary induced electromotive force ဖြစ်ပေါ်တာကိုပြပေးနောက်တစ်ခုကကျဘာလဲဆိုရင် coil လေးတစ်ခုကိုကာဗာနိုမီတာနဲ့ရှိတ်ထားလိုက် primary coil လေးပေါ့ secondary coil လေးရှိတ်ထားမယ်အဲ့ဒါကိုတန်လိုက်တုံးလေးကိုတန်လိုက်တုံးမှာ no ဖို့ဆုပ်ဖို့ရှိတယ်အဲ့ဒါကနေဟောလို့တယ်အဲ့ဒီဟိုတန်လိုက်တုံးလေးကိုအဲ့ဒီ coil ဘေးလေးကိုကတ်လိုက်ခွာလိုက်ကတ်လိုက်လို့ရှိရင်ဒါက no ဖို့နဲ့ကတ်လိုက်ရင်အဲ့တန်လိုက်လေးဒီဘက်ဆုံးက no ဖြစ်မယ်ဟိုဘက်တိုးလိုက်လို့ရှိရင်ဟိုဘက်ရောက်ရင် soft ဖြစ်သွားမယ်အဲ့ဒါနေမှာဘာပြောလဲအဲ့ဒီ coil ကြားထဲမှာ magnetic field တွေကပေါ့နော်ပြောင်းလဲသွားတာပေါ့ပြောင်းလဲတာဖြစ်ပြီးတော့မှဒီမှာပြောပဲအတွင်းမှာရှိတဲ့သားဆရာပြောတဲ့ chemistry ကတင်တဲ့ balance ဆိုတာရှိရဟုတ်တယ်မလားဟိုမှာ copper နဲ့လို့ထား copper မှာရှိတဲ့ valence electron တွေမှာ copper electron တွေကိုခုနကတန်လိုက်စက်ကွင်းတွေကဟိုအပေါင်းဖြစ်လိုက်အနှုတ်ဖြစ်လိုက်လမ်းကြောင်းနဲ့မျိုးပြောင်းတော့အဲ့ valence free electron တွေကိုဘာဖြစ်သွားဟိုမျိုးလှုပ်ခဲတာလှုပ်ခဲတော့အဲ့ကောင်တွေရွေ့သွားဘူးနော်တနေရာနဲ့တနေရာရွေ့အဲ့ဒါနဲ့ဒီကောင်ရွေ့လို့ရှိရင်နောက်ကကောင်ဒီကောင်ရွေ့နေအဲ့လိုရွေ့သွားတော့ဘာဖြစ်သွားမလဲ electron စီးကြောင်းပေါ်သွားမယ်flow shed ပေါ်သွားတယ်အဲ့ flow shed ကနေဘာဖြစ်သွားမလဲဆိုရင်ဟိုခုနပြောတဲ့ current စီချောင်းဆိုရင်ဖြစ်သွားပါဘောနော်အဲ့ဒါလေးကနေ galvanometer မှာတော့ဖြစ်လို့ချင်း galvanometer pointer တွေက deflection ဖြစ်မယ်ပေါ့နော်အဲ့လိုဖြစ်မယ်အဲ့တော့ဒီနီးလေးသုံးနီးကိုဆရာတို့ဟောဖြစ်ထားတာပါနော်အဲ့တော့ဒါလေးကဟိုဒါလေးကိုဆရာတို့သိရမယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီအဲ့တော့ magnetic line of force တွေဒီဟောပေါ့နော်ကြောင်းလဲမှုကနေမှတို့ဘာဖြစ်လာလဲဆိုတော့ current စီချောင်းတစ်ခုဖြစ်စေတယ်ပေါ့နော်အဲ့ဒီ current စီချောင်းဖြစ်စေတဲ့အနေမှာဆရာတို့ကဒီဟိုcoil နေမှာ current စီးဆင်းနိုင်တယ်အဲ့ဒါနေမှာအရင်တော့ battery လေးနဲ့ coil နဲ့လောက်ထားနေခုနောက်ပိုင်းကျတော့ battery ဆိုရင်တို့ကအားထပ်ပေးနေအောင်မပေးရအောင်မလုပ်တော့လက်စက်တာပေးနေအောင်မပေးရအောင်တို့ဘာလုပ်လို့ဆိုတန်လိုက်တော့လို့ရင်တန်လိုက်တော့ဆိုတော့လက်စက်တာပေးစရာမလိုတော့ဘူးလေနော်အဲ့ဒါလေးအကြောင်းဆရာတော့အော်ဖြစ်သွားတာပေါ့နော် Grade 2ယူပဗေဒဘာသာရပ်ဖြစ်စမိကျောင်းသားကျောင်းသူများနဲ့ယူပဗေဒဘာသာရပ်သင်ကြားနေတဲ့ဆရာများများအတွက်အထောက်အကူဖြစ်စေဖို့အတွက်ကျွန်တော်တို့ရဲ့ကြိုတင်ပြင်ဆင်ဂုဏ်ထူးရှင်
ဇီဝဗေဒစာအုပ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီစာအုပ်လေးရဆိုရင်တော့တင်ရိုးတက်မှာလေ့ကျင့်ခန်းနဲ့ review exercise တွေအားလုံးအကုန်အဖြေတွေနဲ့ပါဝင်ပြီးတော့ပုဒ်စာအမျိုးအစားတူရလိုက်ကိုစုစည်းထားတာဖြစ်ဒါအပြင်2024 2025 2025ခုနှစ် re-exam စာမေးပွဲ2026ခုနှစ်မေကွန်ဟောင်းအားလုံးအဖြေအားလုံးအခန်းလိုက်စုစည်းထားပါတယ်။ကျောင်းသားသူတော်အများအရင်ဆုံးဆရာတို့ textbook ကသင်ရိုးကိုပိုင်အောင်လုပ်ပါမယ်။သင်ရိုးကိုကြည့်ရင်လည်းမေကွန်ဟောင်းမှာတစ်ခါတည်းသိသွားခြင်းအပြင်မေကွန်ဟောင်းထပ်လေ့ကျင့်စရာမလိုပါဘူး။ဒီစာအုပ်လေးရဲ့အားသာချက်ကဒီစာအုပ်လေးဟာသင်ရိုးကုန်နဲ့ဖြတ်ရမယ်။မေကွန်ဟောင်းလည်းပါတယ်။အဲ့တော့စာအုပ်နှုတ်ကိုတအုပ်ထဲပေါင်းထားပြီးစာတစ်မျက်နှာကိုကြည့်တိုင်းမှာမေကွန်ဟောင်းနဲ့တစ်ခါတည်းပါဝင်တဲ့အတွက်ကျောင်းသားကျောင်းသူများအတွက်အများကြီးအထောက်အကူဖြစ်မှာဖြစ်ပါ